ဘယ်လိုလုပ်လဲကြည့်ကြပါဦးဗျာအဖိုးကြီးကြည့်ကြပါဦးအဖိုးကြီးကြည့်ကြပါဦးဘာတွေလဲဆိုတော့မငါးလွှင့်ထားပြီနော်ဒီမှာငါးလွှင့်ထားပြီဗီဒီယိုရိုက်ထားပြီဒါရှင်းတာဟာဘရမသလားတဲ့ရည်ပြန်စရာโอเคစားလိုက်တော့ဟာခုံးနေအမိုက်လို့ခုံးခေါ်ပါလို့တောင်းပန်ပါတယ်လို့ဟုတ်တယ်စသူကလည်းမိုက်ကိုမဖွင့်တာသူကကြားမှာလို့လားမသိဘရမစားဘရမစားတော့တာလေအတန်မဖွင့်တာgrandma တော့တာလေအတန်မဖွင့်တိုက်ကြကိုပါသူလူရ grandma မှာတော့ဆော်နေတယ်ဘယ်လိုမတော်အဲ့ဘယ်နောက်တစ်ပွဲလုံးပါလားမိုက်တယ်နောက်တော့ပွဲလုံးပါလားအဲ့လိုပြီးတော့မှပတ်တူထက်လာမယ်နော်ဘလို့ပတ်တူထက်လာတယ်ပတ်တူကဆော့မယ်